မင်္ဂလာပါစာအုပ်ထဲကစကားစုများစာမျက်နှာမှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာတမိုင်းကြောင်းဗဟုသုတနဲ့ရတဆုံဝတ္ထုတိုလေးတွေကိုစကားပြောသလိုမျိုးအေးလူလူပဲတင်ဆက်ပေးသွားမှာပါဗဟုသုတလည်းရစိတ်လဲကြည်လင်စေမဲ့အစီအစဉ်လေးမျိုးအတူတူခန်းစားကြည့်ရအောင်များဒီပုံပြင်လေးကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်မင်္ဂလာ38ပါးထဲကပဏိတာနိစာတေဝနာပညာရှိကိုစီကတ်ချင်းဆိုတဲ့အချက်ကိုလေးလေးနက်နက်မိမောင်းထိုးပြထားတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ကဲနားထောင်ကြည့်ကြရအောင်နော်ခေါင်းဆောင်2ဦးနဲ့ကျွန်းဆောင်နှက်ဤတတိပေးချက်ဟိုရှိတုန်းကဗာရာဏသီပြည်ကြီးရဲ့အနီးမှာလက်သမားတွေကြီးပဲနေထိုင်တဲ့ရွာကြီးတစ်ရွာရှိတဲ့အဲ့ဒီရွာမှာလက်သမားအယောက်1000တောင်ရှိတာနော်ဒါပေမဲ့ကံမကောင်းကျင်တော့သူတို့ရဲ့လုပ်ငန်းတွေကတစ်နေ့တစ်ခြားဆုတ်ယုတ်လာပြီးအကျွေးတွေကလည်းတောင်ပုံရပုံဖြစ်လာကြတယ်လေနောက်ဆုံးမှာတော့သူတို့ဟာနေရင်အရက်မှာမျက်နှာမပြရဲတော့တာနဲ့မိသားစုတွေကိုပါခေါ်လှေကြီးတစ်စင်းကိုအတူတူဆောက်ပြီးရေကြီးရမျက်နှာရကိုရှာဖို့ထွက်လာခဲ့ကြပါတော့တယ်သူတို့တွေသမုတ်တရားထဲမှာလွင်ပါလာရင်းနဲ့တနေ့မှာတော့စိမ့်ဆိုတာရပြီးစားစရာသီးနှံတွေပေါ်များလုံးနဲ့ကျွန်းကလေးတစ်ကျွန်းကိုတွေးလိုက်ကြရတယ်။အဲ့ဒီကျွန်းပေါ်မှာသူတို့မတိုင်ခင်ရောက်နေတဲ့တင်မောပြက်သမားတစ်ယောက်ရှိတယ်ဗျ။သူကလက်သမားတွေကိုတခုသတိပေးတယ်။အဆွေတို့ဒီကျွန်းကအစားအသောက်ပေါ်ပေမဲ့နက်တွေစောင့်နေဗျနက်တွေကအညစ်ကြေးဆိုရင်တိတ်ယွန်တာဒါကြောင့်အညစ်ကြေးဆိုရင်တဲချင်းတူပြီးစနစ်တကျပြန်ဖုံးကြဖို့မမေ့နဲ့တော့တဲ့အဲ့ဒီလက်သမား1000မှာခေါင်းဆောင်2ယောက်ရှိတယ်တစ်ယောက်ကပညာရှိတဲ့နောက်တစ်ယောက်ကတော့ပညာမဲ့တဲ့အစာပိုင်းမှာတော့အားလုံးကစီကန်းလိုက်နာကြပေမဲ့ကြာလာတော့ပညာမဲ့ခေါင်းဆောင်နဲ့သူတပည့်900ကစီကန်းပြက်လာကြတဲ့ကြံရည်တွေကိုတည်ရီလုတ်တော့မူရစ်တောက်စားပြီးအညစ်အကြေးတွေကိုလည်းဖြစ်တယ်လို့ပဲစွန့်ပစ်ကြပါတော့တယ်ဒီတော့ကျွန်းဆောင်လက်တွေကအမျက်ထွက်ပြီးနောက်15ရက်နေရင်ဒီကျွန်းကိုရေလွှမ်းပြီးဆေးပစ်မယ်လူတွေကိုလည်းအသေးသက်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်ဒါကိုကျင်နာတတ်တဲ့နတ်သားတစ်ပါးကကိုထင်ရှားပြပြီး15ရက်အတွင်းဒီကျွန်းကထွက်ပြေးကြတော့လို့လာတတိပေးတယ်ဒါပေမဲ့နောက်ထပ်ရက်ဆက်တဲ့နတ်တစ်ပါးကကြတော့ဘာမှမဖြစ်ဘူးဒီမှာပဲဆက်နေကြလို့လာပြီးလှည့်ဖျားပြန်ရောဒီနေရာမှာခေါင်းဆောင်2ဦးရဲ့အမျှော်အမြင်ကကွာသွားပြီဗျပညာရှိခေါင်းဆောင်ကနတ်စကား2မျိုးလုံးဖြစ်နိုင်တာမို့ငါတို့လေကိုအသင့်ပြင်ထားရမယ်ရေတက်လာရင်လှေနဲ့ပြေးမယ်ရေမတက်ရင်တော့ကျွန်းမှာပဲဆက်နေမယ်ဆိုပြီးသူ့တပည့်တွေနဲ့အတူကြိုတင်ပြင်ဆင်တယ်ပညာမဲ့ခေါင်းဆောင်ကတော့မင်းကတော့အလုပ်ပိုတွေလုပ်နေပြန်ပြီးဒီလောက်တာရတဲ့ကျွန်းကိုဘာလို့စွန့်မှလဲဆိုပြီးဘာမှမလုပ်ပဲမူရစ်ပျော်ပါနေတာပေါ့နောက်ဆုံး15ရက်လဲပြည့်ရောပထမနတ်သားပြောတဲ့အတိုင်းသမုဒ္ဒရာရေတွေကတရိပ်ရိပ်တက်လာပါတော့တယ်ပညာရှိခေါင်းဆောင်နဲ့သူတပည့်တွေကတော့အသင့်ပြင်ထားတဲ့လှေပေါ်တက်ပြီးဘေးကင်းရာကိုထွက်ခွာသွားနိုင်ခဲ့ကြပေမဲ့ရေကခါးလေလောက်ပဲတက်မှာပါလို့အထင်သေးနေတဲ့ပညာမဲ့ခေါင်းဆောင်နဲ့သူတပည့်900ကတော့ရေတွေကဦးကောင်းကျော်တဲ့အထိတက်လာတဲ့အတွက်ကျွန်းပေါ်မှာပဲအသက်ပြောက်ခဲ့ကြရရှာတယ်။ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့ပညာရှိတဲ့သူကိုစီးကပ်ရင်ဘေးကင်းချမ်းသာရပြီးအမှားမှန်ကိုမခွဲခြားနိုင်တဲ့သူနောက်ကိုလိုက်မိရင်တော့ဒုက္ခရောက်တတ်တယ်ဆိုတာပါပဲ။ဒါကြောင့်မို့လို့ပညာရှိကိုစီးကပ်ခြင်းသည်မြတ်သောမင်္ဂလာမည်ဤလို့ဆိုရတာပေါ့ဗျာ။ဒီနေ့အတွက်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာပညာရှိသူတို့ရဲ့လမ်းစဉ်ကိုလိုက်နာခြင်းဟာဘဝအတွက်ဘလောက်အရေးကြီးကြောင်းသင်ခန်းစာရခဲ့ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗဟုသုတရပွဲပုံမြင်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့နဲ့အတူစောင့်မျှော်နားဆင်ဖို့ဖိတ်ခေါ်လိုက်ပေးရစေအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ